စီစဉ်ကုန်တော့မဲ့ချိန်ကိုတတ်မှတ်ထားတဲ့ run ကိုမရောက်လို့စိတ်ညစ်နေပါသလားဒါဆိုလို့ရှိရင်ကျွန်တော်ရှိမှာ run boost မှားလို့ကျွန်တော်ကနေပြီးတော့ hot လိုမျိုး win streak တွေရတဲ့အထိဆော့လို့ရမယ်အလွယ်ကူဆုံးနဲ့အကျန်းဆုံး hero 9 ကောင်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ brother တို့ကစီစဉ်မကုန်ခင် run ကို share plan နဲ့အမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးတင်နေတယ်ဆိုတော့ကတော့ကျွန်တော်ရဲ့ဒီ video လေးကိုစောင့်အောင်ကြည့်လိုက်ကြဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင် video လေးကိုစလိုက်အောင်ပထမဆုံးတစ်ကောင်အနေနဲ့ difficulty လည်းအလောက်မများပဲနဲ့အရန်ချမ်းနေတဲ့အလုကတ်ပဲဖြစ်ပါတယ်အလုကတ်ဟာဆိုရင်သူ့ရဲ့ light stream သူ့ရဲ့ spare van တွေကြောင့်နှုံးထက်ရင်သုံးထက်တလို့မျိုးချမ်းတဲ့ hero တစ်ကောင်ပဲဖြစ်ပါတယ် difficulty လည်းအလောက်မများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ run ကို solo တင်ပြီးတော့ခွေးုံတော်ရုံးမဲ့သူတွေအတွက်ကအရန်ကိုအဆင်ပြေပါတယ်အလုကတ်ကင်မယ်ဆိုလို့ရှိရင်တခုတတိထားမှာက mid game လောက်မရောက်ခင်အထိကိုဆေ့ဆော့ပါတားရဲ့ aggressive မစော့စေခြင်းဘူးသူက item 2 3 0လောက်ထွက်တော့မှပဲ online ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုကတ်ကိုအဲ့ဒါလေးတစ်ချက်တော့တတိထားစေခြင်းနဲ့ okay နောက်တစ်ခါအနေနဲ့ကကျတော့လေအလုကတ်နီးတူပဲကန်ရတာတိတ်မခတ်တဲ့ alpha ပဲဖြစ်ပါတယ် alpha ကိုလည်းကျွန်တော်အနေနဲ့ trade to ပြောနေစရာမလိုဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ alpha ဆိုလို့ရှိရင်သူ့ရဲ့ true damage ရဲ့သူ့ရဲ့ဒီ spare van ရဲ့အချောင်းတော်တော်ကြီးကိုကျန်တဲ့ hero တစ်ကောင်လည်းမှာပါတယ်မကြခင်မှာလည်းသူ့ရဲ့ legend skin ထွက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကန်နေတဲ့ hero တစ်ကောင်ပဲပေါ့နော် alpha ကိုကန်မယ်ဆိုလို့ရှိရင်တတိထားမယ့်အချက်ကကျတော့တအားကြီးမကြုံမင်းနဲ့ franco လိုမျိုး hero တွေကိုရှောင်ပါပြီးလို့ရှိရင် alpha အနေနဲ့ကကျတော့ arnaget ဆိုတာ trade to တော့မရှိဘူးပေါ့နော်အားလီမှာတော့တိတ်မဖေးသေးနဲ့ဒီလောက်ပါပဲကဲနောက်တစ်ကောင်အနေနဲ့ကဒီ video ရဲ့တအူးရဲသော maximum ဖြစ်တဲ့ Moscow ပဲဖြစ်ပါတယ် Moscow ကဆိုလို့ရှိရင်အခုမှတာမှာတော်တော်ကြီးကို strong လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့ solo run တင်ခြင်းလို့ရှိရင်ရွေးချယ်တဲ့ maximum တစ်ကောင်ပဲပေါ့နော်ပြီးတော့ Moscow အနေနဲ့ကဘယ် maximum နဲ့မဆို 1/1 ရှင်းထိန်လို့ရတဲ့အနေအထားတစ်ခုမှရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ range ကျင်းတဲ့ပြဿနာကို malefic gun နဲ့သာဖြည့်ရှင်းလိုက်လို့ရှိရင်သူ့အနေနဲ့ကလုံးဝထိမ့်မနိုင်သိမ်းမရဘူးကျန်းထွက်သွားတယ်အဲ့အတွက်ကြောင့်မလို့ solo run တင်နေတဲ့ brother တွေအနေနဲ့ Moscow ကိုရွေးချယ်ဖို့အကြံပြုပါတယ် okay လေးကောင်မြောက် hero အနေနဲ့ကကြတော့ကန်ရတာလည်းမလွယ်သလိုကန်နဲ့သွားရင်လည်းဆောင်းရင်းကျင်းနဲ့ရည်စမ်းရှင်းပဲဖြစ်ပါတယ်ရည်စမ်းရှင်းရဆိုလို့ရှိရင် solo run တင်တဲ့နေရာမှာတော်တော်ကြီးကိုသုံးဝင်တဲ့ hero တစ်ကောင်မင်းပေါ့နော်ဒါပေမဲ့ရည်စမ်းရှင်းကအဆက်ဆက်တစ်ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ stand တွေကိုတော့တော်တော်ကြီးကိုကြောက်တယ်ပြီးလို့ရှိရင်တယောက်တည်း aggressive ချတာမျိုးကိုရှောင်ပါအရေးကြီးဆုံးအချက်အနေနဲ့ကကျတော့ကျွန်တော်တို့ custom မှာ train ပြီးမှရည်စမ်းရှင်းကို run နေမှာသွားဆော့ပေါ့နော်မဟုတ်လို့ရှိရင်ခဏခဏတည်နေမှာပဲဖြစ်ပါတယ် okay နောက်ဆုံးတစ်ကောင်ကိုမသွားခင် brother တို့အနေနဲ့ဒီနေရာထိရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကို subscribe မနှိပ်ရသေးလို့ရှိရင် subscribe လေးနှိပ်ခဲ့ပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ channel ကမကြခင်ချိန်တွင်းမှာ subscriber 20k ကိုရောက်ရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့တော့အပန်းမကြည့်ဘူးဆိုလို့ရှိရင် subscribe လေးတစ်ချက်လောက်နှိပ်ခဲ့ပေးပါကဲဒါဆိုလို့ရှိရင်နောက်ဆုံး hero တစ်ကောင်ကိုသွားလိုက်အောင် okay နောက်ဆုံးတစ်ကောင်အနေနဲ့ကကျတော့ period နဲ့များသလို ban rate လည်းများတယ်ကျွန်တော်တို့ရဲ့ revamp လုပ်ထားတဲ့ Hanzo ကြီးပဲဖြစ်ပါတယ် Hanzo ကိုရလိုက်ပြီဆိုတော့ねအဲ့ဒီဘွဲကနိုင်ဖို့ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ကိုတေချာသွားပါပြီကျန်တဲ့90ရာခိုင်နှုန်းကကျတော့ player တွေပေါ်မှာပဲမူတည်ရဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့ Hanzo ကိုမကိုင်တတ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ထဲမှာ Hanzo ကိုင်လေးရှိပါတယ်တော့ကြည့်လို့ရပါတယ်ဗျကဲဒါဆိုလို့ရှိရင် running လို့အကောင်းဆုံး hero 9 ကောင်ကတော့ဒီမှာပဲပြီးပါပြီနောက်မှဆိုလို့ရှိရင်ကျွန်တော်အသစ်ထွက်ထားတဲ့ ETA MBS skin လေးကိုစမ်းထားတာရှိပါတယ်လိုက်ခဲ့ပါအောင်ဗျ okay ETA MBS skin ရဲ့ against type မှာဆိုလို့ရှိရင် MBS skin ရဲ့ထုံးစံအတိုင်းပဲကျွန်တော်တို့ဒီခရမ်းရောင်နဲ့အပြောင်လေးဆက်ပြီးသုံးမိထားတယ် visit ထက်မှာဆိုရင်လည်းကျွန်တော်တို့ font နှစ်ခုလုံးမှာတိတ်ပြီးတော့မတိတာဘူးပေါ့နော်ကျွန်တော်တို့ပြီးလို့ရှိရင် MBS skin လို့ပြောပေမဲ့ကျွန်တော်တို့ passive မှာတော့အယောင်ပြောင်းမပေးထားတာကိုတွေ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ultimate font မှာရောကျွန်တော်တို့ဒီစက်ရုပ် font မှာကောနှစ်ခုလုံးမှာ visit ထက်ကိုတိတ်အားမရမိဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဒီ passive ကိုအယောင်ပြောင်းမပေးထားတာကတော်တော်ကြီးဆိုးတဲ့တစ်ချက်ပေါ့နော်ပြီးလို့ရှိရင် scale 1 scale 1အနေနဲ့ကကြတော့လေပထမဆုံးရိုက်လိုက်တာနဲ့ MPA ဆိုတဲ့ logo ကြီးပေါ်တဲ့အထီကိုလောင်းတင်လေသူမျိုးလေသွားလိမ့်မယ်ပြီးလို့ရှိရင်အောက်ကနေပြီးတော့ကျွန်တော်တို့ဒီ intro မှာတွေ့ခဲ့ရတဲ့ဒီ ground fat ကြီးကွဲထွက်သွားတာကိုတွေ့ရမယ် scale 1အနေနဲ့ကကြတော့အပြစ်ပြောစရာတော့တိတ်မရှိဘူးပေါ့နော်ကဲဒါဆိုရင် scale 2ကဆိုလို့ရှိရင်တက်လိုက်တဲ့အချိန်မှာနောက်ကနေပြီးတော့ MPA ဆိုတဲ့စာသားကြီး trade fat ပုံစံမျိုးလိုက်သွားမယ်ပြီးလို့ရှိရင် enemy ကိုထိပြီးတော့မားချလိုက်တဲ့အချိန်မှာ enemy ပြန်ကြားတဲ့နေရာမှာလည်းခင်းရအောင်စကွင်းလေးပေါ်လာတာကိုတွေ့ရတယ်ဒီလောက်ပါပဲ ultimate form ပြောင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင် form ပြောင်းလိုက်တဲ့နေရာမှာ MPA ဆိုတဲ့စာသားကြီးကပေါ်လာမယ်ပြီးလို့ရှိရင် scale 1မှာလည်း MPA ဆိုတဲ့စာသားကိုထပ်သုံးပေးထားပြီးတော့ဒီကျွန်တော်တို့ intro မှာမြင်ခဲ့ရတဲ့အတုံးလေးတွေပဲလဲနေတာကိုတွေ့ရတယ် scale 2အနေနဲ့ကကျတော့ဒီ form ပြောင်းထားတဲ့ basic ထက်ကိုအဆင့်မြင့်ထားသလိုပါပဲဒါပေမဲ့ scale 2ချုပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ effect လေးတွေပြောင်းသုံးပေးထားတာကိုတော့တွေ့ရတယ်ဒီလောက်ပါပဲကဲဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ကျလို့ရှိရင်မတူညီတဲ့ content အသစ်တွေနဲ့တူပြန်လာခဲ့ပါမယ်ဒီနေ့ဗီဒီယိုကအရန်ထူသွားတဲ့အတွက်လည်းတောင်းပန်အပ်ပါတယ်ကဲဒါဆိုလို့ရှိရင် see you guys in next video